ပီတာဟာတနေ့မှာတော့မမျှော်လင့်ပဲထူးဆန်းတဲ့စူပါစွမ်းအားတစ်ခုရရှိသွားတဲ့လူတစ်ယောက်ကိုကြည့်လိုက်ရုံနဲ့အဲ့ဒီလူရဲ့အချက်လက်အားလုံးကိုမြင်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ်ဒီစွမ်းအားကိုရပြီးနောက်ပီတာဟာသူ့ရေးစားကိုကြည့်လိုက်ရမှာသူမကသူ့ကိုနှစ်တိုင်တစ္ဆာဖောက်နေခဲ့တာကိုသိလိုက်ရတယ်ဒီမန်တရားကိုသိလိုက်ရတဲ့အခါပီတာဟာအလုံးစိတ်တက်ကြသွားခဲ့တယ်အဲ့ဒီအချိန်မှာသူ့ရှေ့ကိုချမ်းသာတဲ့ပုံစံနဲ့လူတစ်ယောက်ရှောက်လာတာကိုသတိထားမိလိုက်တယ်အဲ့ဒီလူရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့ကုတ်တစ်ခုပေါ်နေခဲ့တယ်ပီတာကအဲ့ဒီကုတ်ကိုစစ်ကြည့်လိုက်တဲ့အခါလူချမ်းသာကြီးလို့ထင်ရတဲ့အဲ့ဒီလူရဲ့ဘဏ်ကောက်ထဲမှာဒေါ်လာ900ပဲရှိတာကိုတွေ့လိုက်ရတယ်အဲ့ဒီအခါမှာသူ့ရေးစားဟာငွေရှိအောင်ဆောင်ထားတဲ့လူလိမ်တစ်ယောက်ရဲ့လက်စားမှုကိုခံလိုက်ရတာဖြစ်ကြောင်းသဘောပေါက်သွားတယ်ဒါကိုတွေးမိတဲ့အခါပီတာရဲ့စိတ်ထဲမှာအနှဲငယ်တက်တာရသွားခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါသူ့အိမ်ရှင်ကအိမ်ငါးခလာကောက်တယ်ပီတာကသူမရဲ့အချက်လက်တွေကိုကြည့်လိုက်ရမှာအလွန်အံ့ဩသွားတယ်သူမရဲ့ဘဏ်ကောက်ထဲမှာဒေါ်လာ3 သန်းကျော်ရှိနေခဲ့တာပဲဖြစ်တယ်ဒါအပြင်သူမဟာရည်ရွယ်ချက်ရှိရုံမလားတယ်လို့ဟန်ဆောင်နေကြောင်းကိုလည်းသိလိုက်ရတယ်ဒါနဲ့ပီတာကသူမကိုရေးစားထားဖို့စိတ်ဝင်စားလားလို့စနောက်ပြီးမေးလိုက်တဲ့အိမ်ရှင်မကကြောက်လန့်သွားပြီးချက်ချင်းထွက်သွားခဲ့တယ်နောက်တနေ့မှာတော့ပီတာကအိမ်ရှင်မနဲ့လမ်းမှာပြန်တွေ့တယ်သူမရဲ့အချက်လက်တွေကိုကြည့်လိုက်ရမှာမကြခင်အနေနဲ့တစ်ခုကြားရောက်တော့မယ်ဆိုတာသိလိုက်ရတယ်ဒါကြောင့်သူကသတိပေးလိုက်ပေမဲ့အိမ်ရှင်မကမယုံကြည်ခဲ့ဘူးဒါပေမဲ့ပီတာကသူမရဲ့ဘဏ်ကောက်ထဲမှာရှိတဲ့ငွေပမာဏအတိအကျကိုပြောပြလိုက်တဲ့အခါအိမ်ရှင်မအံ့ဩသွားပြီးသူ့ကိုစတင်ယုံကြည်လာတဲ့ချက်ချင်းပဲပီတာစီကိုဒေါ်လာ3000လဲပေးပြီးအကူအညီတောင်းလိုက်တဲ့နောက်ပိုင်းမှာပီတာကအိမ်ရှင်မနဲ့အတူအိမ်ငါးကသွားကောက်နေစဉ်အိမ်ငါးတယောက်ဟာလိန်လေလက်ဖျားတဲ့ link တစ်ခုကိုလက်ခံရရှိတော့မယ်ဆိုတာမြင်လိုက်ရတယ်အဲ့ဒီ link ကိုနှိပ်လိုက်တာနဲ့သူ့ဘဏ်ကောက်ထဲကငွေအားလုံးအခိုးခံရမှာဖြစ်တဲ့ဒါကြောင့်ပီတာကမရင်းနှီးတဲ့ link တွေကိုမနှိပ်ဖို့အချိန်ချင်းတတိပေးလိုက်တယ်အဲ့ဒီနားမှာပဲအိမ်ငါးကကျေးဇူးတင်ကြောင်း message ပို့လာပြီးသူ့ဘဏ်ကောက်ထဲကငွေအားလုံးခိုးခံလိုက်ရကြောင်းပြောပြတယ်အဲ့ဒီအခါအိမ်ရှင်ကပီတာရဲ့ကြိုတင်မြင်နိုင်တဲ့စွမ်းရည်ဟာတကယ်ရှိတယ်ဆိုတာအပြည့်အဝယုံကြည်သွားခဲ့တယ်အဲ့ဒီနောက်အိမ်ရှင်ကသူမရဲ့ make up တွေကိုဖျက်လိုက်တယ်အဲ့ဒီအချိန်မှာပီတာကသူမဟာအမှန်တကယ်အလွန်လားပါတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းသတိထားမိလိုက်တဲ့တနေ့မှာတော့အိမ်ရှင်ကငကားမောက်တီတစ်လုံးစားနေခဲ့တယ်ပီတာကဒါဟာသူမရဲ့ပထမဆုံးအချိန်စားဘူးတာလားလို့မေးလိုက်တယ်အိမ်ရှင်ကသူမရဲ့အချစ်ဆုံးသူငယ်ချင်းပေးထားတဲ့လက်ဆောင်ဖြစ်ပြီးပထမဆုံးအချိန်စားဘူးတာဖြစ်ကြောင်းပြောပြတယ်ပီတာကသူ့စွမ်းရည်ကိုအသုံးပြုပြီးကြည့်လိုက်တဲ့အခါအိမ်ရှင်ဟာငကားမောက်တီနဲ့တမတဲ့သူဖြစ်ပြီးမကြခင်ပြင်းထန်တဲ့တမတဲ့မှုခံစားရတော့မယ်ဆိုတာသိလိုက်ရတယ်ခဏအကြာမှာပဲအိမ်ရှင်ဟာရုတ်တရက်နေမကောင်းဖြစ်လာခဲ့တယ်ဒါပေမဲ့ပီတာကကြိုတင်ပြင်ဆင်ထားပြီးတမတဲ့မှုပျောက်ဆေးကိုအတင်းဆောင်ထားတဲ့အတွက်သူမရဲ့အသက်ကိုအချိန်မီကယ်တင်နိုင်ခဲ့တယ်ပီတာရဲ့အကူအညီကြောင့်အလွန်ကျေးဇူးတင်သွားတဲ့အိမ်ရှင်ကစုဖြစ်တော်လာနာအတန်းတန်ဘီလာအင်ကြီးတစ်လုံးကိုပေးလိုက်ပါတော့တယ်